ကျွန်တော်တို့ Teach Online YouTube Channel ဟာဆိုရင် Social Media နဲ့ပတ်သက်တဲ့နည်းပညာတွေနဲ့အသစ်သောအကြောင်းအရာတွေကိုလေ့လာပြီးတော့အများအားတင်ဆက်ပေးရရှိနေပါတယ်ဗျ။ဒါကြောင့်မလို့ကျွန်တော်တို့ဗီဒီယိုတစ်ခုတင်တိုင်းအများဆုံးကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဒီနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ဗျ။အားလုံးပဲမင်္ဂလာပါဗျာ Teach Online YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့ကျွန်တော်ပြပြပေးမယ့်အကြောင်းအရာကတော့ TikTok account ရဲ့ email လည်းမသိတော့ဘူး password လည်းမသိတော့ဘူးဆိုတဲ့လူတွေအတွက်ကိုယ့်ရဲ့ TikTok account ကိုဘယ်လိုပြန်ပြီးတော့ recover လုပ်မလဲဘယ်လိုပြန်ပြီးတော့ရအောင်ယူမလဲဆိုတဲ့နည်းလေးပဲဖြစ်ပါတယ်ဗျအဲကြောင့်မလို့အရင်ကကိုယ့်ရဲ့ account အဟောင်းကိုပြန်ပြီးတော့ယူချင်တဲ့လူတွေဒီဗီဒီယိုလေးမှာကျွန်တော်ပြပြပေးတဲ့နည်းလေးအတိုင်းပဲလှုပ်ဆောင်မယ်ဆိုရင်ကိုယ့်ရဲ့ TikTok account ကိုပြန်ပြီးတော့ရနိုင်မှာပဲဖြစ်ပါတယ်ဗျအဲဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်ရအောင်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့အရင်ဆုံး TikTok application ထဲကိုဝင်လိုက်ပါမယ်ဗျTikTok ထဲကိုရောက်ပြီဆိုရင်ကျွန်တော်တို့အဓိကလောက်ရမယ့်အချက်ရှိပါတယ်ဗျပထမတစ်ချက်ကကျွန်တော်တို့ဒီရဲ့ search bar ကိုတွားလိုက်ပြီမနော်ဒီနေရာမှာကိုပြန်ယူချင်တဲ့ account ကိုရိုက်ရှာရမှာဖြစ်ပါတယ်ဗျရိုက်ရှာလိုက်ပြီဆိုရင်ကိုယ့်ရဲ့ account ပေါ်လာမယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့အရင်ဆုံးကိုယ့်ရဲ့ user name ကို copy လုပ်ရပါမယ်အဲဆိုရင်ကျွန်တော်တို့သူ့ copy လုပ်ဖို့အတွက်သူ့အကြာကြီးထိဖိပေးလိုက်မှာဖြစ်ပါတယ်ဗျဖိပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ user name copy ဖြစ်သွားပြီပေါ့နော်ဒါပထမအချက်ပြေလည်သွားပါပြီဒုတိယအချက်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီရဲ့ user name ကိုတစ်ချက်ကျွန်တော်တို့ screenshot ရိုက်ပေးရမှာဖြစ်ပါတယ်ဗျအဲဆိုရင်ကျွန်တော် screenshot ရိုက်လိုက်ပြီး screenshot ရိုက်ပြီးဆိုရင်ကိုမှတကယ်လို့ video တင်ထားတဲ့ဆိုရင်ကိုရဲ့ video တစ်ပုတ်လောက်ကိုကျွန်တော်တို့ကsave လုပ်ပေးရမှာဖြစ်ပါတယ်save လုပ်ဖို့အတွက်လည်းလွယ်လွယ်လေးပေါ့နော်ဒီရဲ့ share လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဆိုရင် save video လေးကိုနှိပ်လိုက်ပါမယ်အဲဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ video ကို save လုပ်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ screenshot လည်းရိုက်ပြီးတော့ခါကျတော့ကိုယ့်ရဲ့ user name ကိုလည်း copy လုပ်ပြီးဆိုရင်ကျွန်တော်တို့စတင်ပြီးတော့ TikTok account ကို recover လုပ်လို့ရမှာဖြစ်ပါတယ်ဗျအရင်ကျွန်တော်တို့တောင်းဆိုနာလေးက profile ထဲကိုတွားလိုက်ပါမယ် profile မှာဒီလိုပေါ့နော်အဲဆိုရင် log in ဆိုပြီးတော့ပေါ်လာမယ်အဲဆိုရင်ကျွန်တော်တို့အရင်ဆုံးအပေါ်ဆုံးနာလေးက use phone email user name ထဲကိုဝင်လိုက်ပါမယ်ဗျပြီးဆိုရင်ဒီနေရာနာလေးက email user name လေးကိုတွားလိုက်ပါမယ်ပြီးဆိုရင်ဒီနေရာမှာကျွန်တော်တို့ခုနက copy ယူထားတဲ့ဟာကိုထည့်လိုက်ပါမယ်ဗျပြီးဆိုရင် continue လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်ဒီနေရာမှာကျွန်တော်တို့ password မသိဘူးပေါ့နော်ပြီးတော့ခါကျတော့ဒီအောက်နာလေးက forgot password လည်းကျွန်တော်တို့သွားနှိပ်လို့မရပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဒီရဲ့ email လာလည်းမရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါကိုလည်းနှိပ်လို့မရဘူးပေါ့နော်အဲအတွက်ကြောင့်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ဒီ question mark နာလေးကိုသွားလိုက်ပါမယ်ဗျဆိုရင်ကျွန်တော်တို့အပေါ်ဆုံးနာလေးက recover your account လေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီထိတ်ဆုံနာလေးက TikTok user name လေးကိုနှိပ်လိုက်ပါမယ်ဗျပြီးဆိုရင်ခုနကကျွန်တော်တို့ copy ယူထားတဲ့ဟာလေးကိုတစ်ချက် paste လုပ်လိုက်ပါမယ်ပြီးဆိုရင် next လေးကိုနှိပ်လိုက်ပါမယ်ဗျပြီးရင်ဒီလိုလေးပေါ်လာမယ်ပေါ့နော်အဲဆိုရင် email ကကျွန်တော်တို့မှာရှိတာမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်အောက်နာလေးက need help လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဗျနေပြီးဆိုရင်တွားဒီလိုလေး message ပုံစံလေးပဲပေါ်လာပြီเนาะအဲဆိုရင်ကျွန်တော်တို့ message မှာဘာလေးကိုရိုက်မလဲဆိုတော့ report a problem ဆိုပြီးရိုက်ပေးရမှာဖြစ်ပါတယ်ဗျ report a problem ရိုက်ပြီးဆိုရင်ဒီနေရာများလေးကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီးဆိုရင်ဒီလိုပေါ်လာမယ်ပေါ့နော်အဲဆိုရင်အဲ့လိုပေါ်လာပြီးဆိုရင်ကျွန်တော်တို့ကဘာကိုနှိပ်ရမလဲဆိုတော့အောက်နာလေးမှာ submit a ticket ဆိုပြီးတော့ဒီ box လေးရှိရပါတော့အဲ့လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဗျနှိပ်လိုက်ပြီဆိုရင်ဒီနေရာမှာပထမဆုံးကကျွန်တော်ဒီမှာစာလေးရမယ်စာလေးကဘာလဲဆိုတော့ဒီမှာကျွန်တော်ဒီမှာရှာပြီးတော့တခြားလေးလုပ်ပေးထားတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာစာလေးကိုတခြားလေးစီပြီးတော့လုပ်ပေးထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့က copy ယူပြီးတော့အဲ့နေရာမှာတွားပြီးတော့ဖြည့်ရမှာဖြစ်ပါတယ်ဗျဖြစ်ပြီးဆိုရင်ဒီနေရာမှာနည်းနည်းလေးဖြတ်ပြီးတော့ကျွန်တော်တို့ရဲ့ user name เนาะခုနကကျွန်တော်တို့ copy ယူထားတဲ့ user name လေးကိုဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်ဗျပြီးဆိုရင်ဒီနေရာမှာ contact email ရှိရပါတော့ contact email ကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီရဲ့ TikTok အားကျတော့ကျွန်တော်တို့ကိုဆက်သွယ်မှာဖြစ်ပါတယ်ဆက်သွယ်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဒီအခုလက်ရှိကိုဖုန်းမှာရှိတဲ့ email ကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ်ဗျပြီးဆိုရင်ကျွန်တော်တို့ခုနကဒီနေရာမှာ screenshot ရိုက်ထားတဲ့ကိုရဲ့ TikTok ပုံလေးကိုကျွန်တော်တို့ထည့်ပေးလိုက်ပါမယ်ဗျပြီးရင် video အားကျတော့ခုနကကျွန်တော်တို့အမှ video တင်ထားတာရှိတယ်ဆိုရင်ကို account မှာ video တင်ထားတာရှိရင်ဆိုရင် video တစ်ပုတ်လောက်ပဲဖြစ်ထည့်ပေးလို့ရပါတယ်တကယ်လို့ကိုဖုန်းမှာ video တင်ထားတာတစ်ပုတ်မှမရှိဘူးဆိုရင်မထည့်လည်းရပါတယ်ဗျပြီးဆိုရင်ကျွန်တော်တို့အောက်ဆုံးနာက submit လေးကိုနှိပ်လိုက်ပါမယ်ဗျ okay အဲဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီလိုလေးပေါ့နော်
ticket submitted ဆိုပြီးတော့အောက်မှာလေးမှာပေါ်လာပြီဆိုရင်ကျွန်တော်တို့ဟာပထမအဆင့်ပြီးသွားပြီပေါ့နော်အဲ့ဆိုရင်ဒုတိယအဆင့်ကိုသွားဖို့အတွက်ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ Chrome browser ထဲကိုဝင်လိုက်ပါမယ်ဗျ Chrome browser ထဲဝင်ပြီးပြီဆိုရင် search မှာဘာရှာမလဲဆိုတော့ tiktok.com feedback ဆိုပြီးရရှာလိုက်ပါမယ်ဗျအဲ့ဆိုရင်ဒီအပေါ်နာလေးမှာ report a problem ဆိုပြီးတော့ပေါ့နော် TikTok ဆိုပြီးတော့သူက link လေးချလာမှာဖြစ်ပါတယ်ဗျအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ option တစ်ခုရွေးရမှာဖြစ်ပါတယ် option ကိုရွေးတဲ့အခါမှာကျွန်တော်တို့ကဘာကိုရွေးမလဲဆိုတော့ပေါ်ဇုံနာလေးကပေါ့နော် general account inquiry လေးကိုနေလာပါမယ် category ကကြတော့ဒုတိယနေရာနာလေးက recover account လေးကိုရွေးလာပါမယ်ဗျရွေးပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ email ဖြည့်ရမှာပေါ့နော် email ကလည်းကျွန်တော်ခုနကကျွန်တော်တို့ TikTok account မှာဖြည့်ထားတဲ့ email ပေါ့နော်ကိုဖုန်းမှာအခုလက်ရှိနေတဲ့ email လေးကိုဖြည့်ပေးရမှာဖြစ်ပါတယ်ဗျပြီးရင် username ဖြည့်ပေးရမှာဖြစ်ပါတယ် username ကခုနကကျွန်တော်တို့ TikTok ကနေကိုယ့်ရဲ့ဘယ် account ကိုယူချင်တာလဲပေါ့နော်အဲ username လေးကိုထည့်လိုက်မယ်ထည့်ပြီးပြီဆိုရင်ဒီနေရာမှာ additional details ပေါ့နော်ဒီနေရာမှာကျတော့ခုနကကျွန်တော်ပေးထားတဲ့ပေါ့နော်စာစီထားတဲ့ဟာလေးကိုဖြည့်ပေးရမှာဖြစ်ပါတယ်ဗျအဲ့တော့ဒီမှာတစ်ခုသတိထားမှာပေါ့ကကျွန်တော်ဒီ username နေရာမှာကွက်လက်လေးထားပေးထားရပေါ့နော်အဲ့ဆိုရင်အဲ့ရဲ့ကွက်လက်နေရာမှာကိုယ့်ရဲ့ username လေးကိုထည့်ပေးလိုက်ရမှာဖြစ်ပါတယ်ပြီးတော့ contact email လာဒီနေရာမှာအမှန်တကယ်တော့မဖြည့်လေရရပေါ့နော်သူကဥမာ email တောင်းပြီးတာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကိုယ့်ရဲ့ username လေးတစ်ခုပဲထည့်လိုက်လို့လည်းရတယ်ဒါမှမဟုတ်ရင်နှစ်ခုလုံးထည့်လိုက်ရပါတယ်ပြီးပြီဆိုရင်ကျွန်တော်တို့အောက်နာလေးက၄တောင်အကွက်နှစ်ခုလေးကိုအမှန်လေးချစ်ပြီးတော့အောက်ဆုံးနာလေးက submit လေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးရင်သူကကျတော့ဒီလိုလေး account ကို verify လုပ်ခိုင်းပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ကအဲ့ဒါကိုပုံနဲ့တပြေးညီလုပ်ပေးလိုက်မယ်နော်အဲ့ဆိုရင် verification complete ဖြစ်သွားပြီဆိုရင်အမှ request submitted ဆိုပြီးတော့ပေါ်လာပါမယ်အဲ့ဆိုရင် okay လေးကိုနေလိုက်ပါဗျအဲ့ဆိုရင်ကျွန်တော်တို့ရဲ့ TikTok account ကကျွန်တော်တို့ဒီ recover လုပ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ found တင်ပြီးသွားပါပြီအဲ့ဆိုရင် TikTok team ကနေကျွန်တော်တို့ကို3ရက်အတွင်းမှာပြန်ပြီးတော့ကိုပေးထားတဲ့ email မှာဆက်သွယ်မှာဖြစ်ပါတယ်ဗျအဲအတွက်ကြောင့်ကျွန်တော်တို့ဒီမနေ့တစ်ချိန်ညနေတစ်ချိန်ပေါ့နော်အဲ့လို email လေးကိုခဏတော့ check လုပ်ပေးထားဖို့တော့လိုမှာဖြစ်ပါတယ်အဲဆိုရင် TikTok အမှ instruction ပေးမှာပေါ့နော်ဘာတွေလုပ်မယ်ဆိုရင်မိ account ပြင်ရမယ်ဆိုတော့အဲအတိုင်းကျွန်တော်တို့ like လုပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ TikTok account က recover ဖြစ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ password မေ့သွားတဲ့ TikTok account email လေးဖုန်းနံပါတ်တွေဘာမှမရှိတဲ့ TikTok account ကပြန်ပြီးတော့သုံးလို့ရမှာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ TikTok ကိုတင်ရမယ့်စာကိုဘယ်လိုယူရမလဲဆိုတဲ့အကြောင်းကိုပြောပြပေးပါမယ်ဗျအဆွေအခုကြည့်နေတဲ့ဗီဒီယိုရဲ့အောက်နာလေးမှာ share ဆိုတာလေးရှိပါတယ်ဗျအဲ့ရဲ့ share လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်အမှာအပေါ်ဆုံးနားလေးမှာ copy link ဆိုပြီးရရှိပါတယ်ဗျအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဗျအဲ့ဆိုရင်ဒီရဲ့ဗီဒီယို copy link ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ထွက်လိုက်ပါမယ်ထွက်ပြီးပြီဆိုရင်ကိုအဆင်ပြေတဲ့ browser ပေါ့နော် Chrome တို့မဟုတ်တခုခု browser တခုခုထဲဝင်လိုက်ပါမယ်ဝင်ပြီးပြီဆိုရင်ကျွန်တော်တို့အဲ့ရဲ့ search bar မှာခုန copy လုပ်ထားတာကို paste လုပ်လိုက်ပါမယ်ဗျပြီးရင်ကျွန်တော်တို့အဲ mall လေးကိုနှိပ်လိုက်ပါမယ်ဗျနှိပ်လိုက်ပြီဆိုအောင်နည်းနည်းဆွဲလိုက်ပြီဆိုရင်အမှကျွန်တော်စာလေးရေးပေးထားပါတယ်အဲ့ဒါကိုကျွန်တော်တို့ကအမှ set and copy ဆိုတာလေးရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အမှအလွယ်တကူ copy လုပ်လို့ရမှာဖြစ်ပါတယ်ဗျအဲ့ဆိုရင်အားလုံးဒီနေ့ဗီဒီယိုလေးကိုကြိုက်နေတတ်မယ်လို့ထင်ပါတယ်ဗျကျွန်တော်ဒီလိုပဲ TikTok နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့တခြားသော social media နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထပ်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိပါတယ်ဗျဒါကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနားက notification လေးကိုလည်း on လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ဗျအားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ဗျ